အခုရန်ချန်ကကြွက်ကိုအမိုက်ပုံထဲပေးထည့်ပြီးသူ့အိမ်ကိုတေးသေးချာချာတန့်ရှင်းရေးလုပ်ပြီးပြောသွားတယ်။ဒါပေမဲ့ရန်ချန်ကစာရွက်စာတမ်းလေးတွေကိစ္စနဲ့သူ့ client ထျောင်းအိမ်ကိုရောက်သွားတဲ့အချိန်မှာအဲ့ဒီအိမ်မှာရှိတဲ့ဆိုဖာကိုမြင်ပြီးအရန်သဘောကျသွားတယ်။အဲ့ဒါကြောင့်နောက်တစ်ရက်မှာရန်ချန်ကသူ့တငယ်ချင်းနဲ့အတူဆိုဖာဝယ်ဖို့ဆိုဖာမောကိုသွားတယ်။ဒါပေမဲ့ရန်ချန်မောထဲရောက်သွားတဲ့အခါအဲ့ဒီကဆိုဖာတွေအကုန်လုံးက UP 2သိန်းကျော်ကြီးပဲဆိုတာတွေ့ရတယ်။ဒါနဲ့ရန်ချန်ကအယောင်သမားကို UP 9000အော့ဆိုဖာတစ်လုံးပြခိုင်းတယ်။ဒါပေမဲ့ဒီလိုဈေးပေါ်နဲ့ဆိုဖာဆိုတာမရှိဘူးလေ။အဲ့ဒါကြောင့်အယောင်သမားကညင်းလိုက်တယ်။ဒါကိုကြတော့ရန်ချန်နဲ့သူ့တငယ်ချင်းကအဲ့ဒီကနေပြန်ဖို့လုပ်တယ်။အဲ့ဒီအချိန်မှာရန်ချန်ရဲ့အမျက်လုံးကအနီးရောင်ဆိုဖာတစ်လုံးစီကိုရောက်သွားတယ်။အဲ့ဒါကိုမြင်လိုက်တာနဲ့ရန်ချန်ကသူ့ဇနီးနဲ့အတူအဲ့ဒီဆိုဖာပေါ်မှာထိုင်နေတာကိုစိတ်ကူးရင်မိတယ်။အဲ့ဒီအချိန်မှာလေရန်ချန်ကအဲ့ဒီဆိုဖာကို EMI နဲ့ဝယ်လိုက်တယ်။ဆိုဖာကရန်ချန်တို့အိမ်ရောက်လာတာနဲ့ရန်ချန်ကဒီလိုတန်ဖိုးကြီးဆိုဖာကိုဖုံးမတင်အောင်လို့ချစ်ခင်နဲ့ဖုံးအုပ်ပြီးတင်ထားတယ်။ဒါပေမဲ့ဟိုဘက်မှာတော့အဲ့ဒီကြွက်ကပဲအမိုက်ပုံးတွေကနေတခါပြန်ထွက်လာပြီးရန်ချန်တို့အိမ်ကိုရောက်လာတယ်။ဒေါ်သားထွတ်နဲ့ကြွက်ကရန်ချန်ရဲ့အဲ့ဒီ EMI နဲ့ဝယ်ထားတဲ့ဆိုဖာကိုတစီကိုက်ဖြတ်ပစ်လိုက်တယ်။ရန်ချန်ကသူ့ fine ယူထိုးအိမ်ပြန်လာတဲ့အခါဝါကွမ်းစိတ်တွေလွတ်နေတာကိုမြင်လိုက်ရတယ်။ရန်ချန်ကအဲ့ဒီအစအနာလေးတွေနဲ့စော့နေမိတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့စိတ်ထဲယူတရက်ပေါ့လာတာကဒီဝါကွမ်းတွေကဘဲကလာတာလေဆိုတာပဲ။ဒါကိုတွေးပြီးရန်ချန်ကဆိုဖာပေါ်ကအဖုံးကိုဖယ်လိုက်တယ်။အဲ့ဒီအခါတွေ့လိုက်ရတာကတော့သူ့ရဲ့ဈေးကြီးဆိုဖာကတစီဖြစ်ပြီးပျက်စီးနေပြီဆိုတာပါပဲ